က်ပဲငါတို့ဘက်ကဘာမှမျောနေချက်မရှိဘူးဆိုလားကျွန်တော်တို့ကအခုဒီဘက်ကတစ်ဖက်မိတ်နဲ့တော့မဟုတ်မှကျွန်တော်ပြတ်တာဒီဘက်ကတစ်ဖက်မိတ်နဲ့ဒီဘက်ကရလာနဲ့ဗာနဲ့ကျွန်တော်တို့မိတ်ကလာတဲ့ဟာတွေနဲ့ဗာနဲ့ကျွန်တော်တို့ထိုးဆောင်ရမှာတွေစိုက်ဆောင်ရမှာတွေယူဆောင်ရမှာတွေရှိတယ်လေကျွန်တော်ပြောပြနောက်ပြီးတော့မှမင်္ဂလာသေးကငါတို့ကသိန်း40တင်တာသိန်း60ရလို့ငါတို့ပြန်ပေးဆိုတဲ့ပုံစံမျိုးလေးကျွန်တော်တို့ကမကြိုက်ဘူးကျွန်တော်ပြောပြတယ်မဟုတ်ဘူးကျွန်တော်နောက်ချင်းကျွန်တော်ပြောပြတာဟုတ်ကျွန်တော်နောက်ချင်းကျွန်တော်ပြောပြတာနော်ဒါပြက်ပြီးသားပဲအကုန်ပြက်ပြီးသားငါတို့ကဟိုဟာဖြစ်တယ်ဆိုလို့ရှိရင်ဒါကတော့ကျွန်တော်တို့မြို့ပေါ်မှာပုံစံမျိုးပုံမှန်ဆိုရင်လောက်တော့ကိုမလောက်ဘူးဟုတ်ပြီအဲ့လိုဒါအဲ့ဒါကိုခင်ဗျာသူအခုမြည်ပြီးတဲ့အခါကျကိုလုံးတီးပြအောင်လုပ်ပေးနိုင်တယ်ပေါ့ဒီကြအောင်လုပ်ရမှာပဲလေဒါပေမဲ့ဟိုတော့ပေါ်ပါတော့ဘာထပ်လုပ်ပေးပါလို့ညာထပ်လုပ်ပေးပါလို့ယောက်ျားလေးဘက်ကတော့မတောင်းဆိုနဲ့ဟုတ်ပြီတခါအဲ့ဒါဆိုကျွန်တော်ချင်းချင်းပြောလို့ရှိရင်ကျွန်တော်ကပြက်တဲ့စကားပြောလို့ရှိရင်အဲ့ဒါကြောင့်မလို့အဲ့ဒါပြက်ပြီအဲ့တခါပြန်မေးမယ်ဒီဘက်ကနေပြီးတော့ခင်ဗျာတပည့်တွေအတွက်ခင်ဗျာရောဘယ်လိုဘာညာဘယ်လိုချင်းနေမယ်ဘယ်လိုပိုင်းတရားရှိသေးလို့ဘာမှကြီးမမြင်ဘူးကျောက်ကဒီမဲ့သူတို့အိမ်အောင်မှုပစ္စည်းမှန်သမျှကျောက်ကအကုန်ပေးလိုက်မှာ50တောင်မကပေးမဟုတ်ကျွန်တော်ပြောတာတကယ်လို့မင်္ဂလာဆောင်ပြီးတော့အကျိုးမြတ်ရှိလာရလို့ရှိရင်ပိုးလာရလို့ရှိရင်တော့သူတို့ကိုပေးလိုက်မှာလားကျောက်ပေးမှာခဏလိုက်စားမယ်ကျောက်တော့မှာလေဒါလေးပြေလို့အခုသိမှတောက်သေးတာကျောက်ပေးမှာဟုတ်ပါပြီဟုတ်ပါပြီဟုတ်တယ်မလားတို့တော့ဟမ်ဒီကဲလို့ပြောနေဟုတ်လားဘယ်လိုလုပ်ချင်လို့